Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ထွေထွေယောဂကုဆရာဝန်ဒေါက်တာခင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မက rabies virus လို့ခေါ်တဲ့ခွေးပြန်ပိုးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် rabies virus ပိုးဟာဆိုရင်တရိတ်ဆန်တွေကနေတဆင့်လူကိုကူးစက်ပြီးတော့လူရဲ့အုံနောက်နဲ့အာရုံကြောအဖွဲ့အစည်းကိုတိုက်ခိုက်တဲ့ virus အမျိုးအစားဖြစ်ပါတယ်ဒီခွေးပြန်ပိုးကြောင့်လူနာမှာယောဂလက္ခဏာတွေပြလာပြီးဆိုရင်သူ့ကြောင့်သေဆုံးနှုန်းဟာ100 ရာခိုင်နှုန်းထိရှိပြီးတော့ဒီပိုးကိုကုသပေးနိုင်တဲ့ဈေးကအခုထိမပေါ်သေးပါဘူးဒီခွေးပြန်ပိုးဟာဆိုရင်ခွေးအပြင်ကြောင်လင်းတို့နှုတ်တိုက်တရဝါတွေနဲ့ဒီတော်ရိုင်းတရိတ်ဆန်တွေပေါ့နော်မြေခွေးလိုဟာမျိုးတွေစသဖြင့်ဒီ virus ပိုးဟာဆိုလို့ရှိရင်ဒီတရိတ်ဆန်တွေရဲ့ခန္ဓာကိုယ်ထဲမှာရှိနေနိုင်ပါတယ်ယောဂပိုးကူးစက်ပုံကအားလုံးသိကြတဲ့အတိုင်းဒီ virus ရှိတဲ့တရိတ်ဆန်ကနေလူရဲ့အရေးပြားကိုကိုက်လိုက်တဲ့အခါသွားနဲ့ချစ်မိတဲ့အခါအရေးပြားရဲ့အနာကိုရှာနဲ့ရက်ခံရတဲ့အခါဒါမှမဟုတ် mucous membrane လို့ခေါ်တဲ့ဒီပါးစပ်အတွင်းပိုင်းသို့မဟုတ်မျက်လုံးထဲကိုဒီယောဂပိုးရှိတဲ့ဒီတရိတ်ဆန်ရဲ့တတွေးပေါ့နော်တတွေးတွေနဲ့ဆင်မိတဲ့အခါမှာခန္ဓာကိုယ်ထဲကို virus ပိုးကရောက်နိုင်ပါတယ်ယောဂလက္ခဏာအနေနဲ့ကပထမဆုံးဖျားတာမျိုး၊နှုံးတာမျိုး၊ပြိုတာ၊အင်းတာ၊ဝမ်းလျှောတာ၊ကိုက်ခံရတဲ့နေရာမှာနာကျင်တာ၊ရောင်ရမ်းတာစတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်ဒီလိုလက္ခဏာတွေကပုံမှန်အဖြစ်တစ်ပတ်10ရက်ကြာမြင့်တတ်ပါတယ်ယောဂလက္ခဏာတွေကခွေးကိုက်ပြီးချင်းမှာချက်ချင်းပေါ်လာတာမျိုးလည်းဖြစ်နိုင်တယ်လို့မျိုးတစ်လသို့မဟုတ်3လသို့မဟုတ်နှစ်တည်ကြာပြီးတော့မှပေါ်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီလိုရှိပြီးလက္ခဏာတွေပေါ်ပြီးတဲ့နောက်မှာ virus ပိုးကအုံနောက်ထဲကိုရောက်တဲ့အခါအုံနောက်နဲ့အာရုံကြောကိုထိခိုက်တဲ့လက္ခဏာတွေစပြီးပေါ်လာမှာဖြစ်ပါတယ်။အဲ့လိုလက္ခဏာတွေပေါ်လာတဲ့အခါမှာလူကကြောင်ကရမ်းဖြစ်တာမျိုး၊ကနာမငြိမ်ဖြစ်တာမျိုး၊စိတ်ဆက်တာ၊ဒေါသထွက်တာစတဲ့လက္ခဏာတွေပေါ်လာနိုင်တယ်။နောက်ပိုင်းမှာအုံနောက်နဲ့ကြွက်သားတွေကိုထိခိုက်တာဖြစ်တဲ့အတွက်ရေမျိုးချတဲ့အခါမှာဒီလေပင်ကြွက်သားတွေတောင့်တင်းမှုကြောင့်အယံဝင်နာခြင်းတဲ့အတွက်ရေတောက်ရမှာကြောက်တာရေကိုမြင်တာနဲ့ကိုကြောက်တာမျိုးလေတိုက်လို့ရှိရင်ကြောက်နေတာမျိုးပြီးွားရင်အလင်းကိုကြောက်တာမျိုးစတဲ့လက္ခဏာတွေဖြစ်ပေါ်လာမယ်ပြီးွားရင်မျက်ရည်တွေကျနေမယ်တရွေးတွေတောက်လျှောက်ကျနေမယ်ခဏတက်လာတာမျိုးတွေသတိလစ်သွားတာကိုမာဝင်သွားတာနောက်ဆုံးမှအသက်ဆုံးရှုံးရတဲ့အထိဖြစ်မှာဖြစ်ပါတယ်ဒီ rabies virus ခွေးပြန်ပိုးအတွက်ကုသနိုင်တဲ့ဆေးမရှိသေးပေမဲ့ခွေးကိုက်ခံရပြီးချင်းမှာကာကွယ်ဆေးထိုးခြင်းဟာဒီ safe အဖြစ်ဆုံးနည်းလမ်းကာကွယ်နိုင်မယ့်နည်းလမ်းဖြစ်ပါတယ်ခွေးကိုက်ခံရပြီးဆိုရင်ကိုက်ခံရတဲ့ဒဏ်ရာကိုရေနဲ့စက်ပြာနဲ့ကြကြအချိန်ကြတေချာဆေးပေးဖို့အရေးကြီးပါတယ်မလုတ်တဲ့နာကကိုက်ခံရတဲ့ဒဏ်ရာပေါ်ကိုစံနေကြိတ်ပြီးတော့အုံနာမျိုးတွေကုန်းရွက်တွေအုံနာမျိုးတွေစနွေးမုတ်တွေအုံနာမျိုးတွေလုံးဝမလုတ်သင့်ပါဘူးဒီလိုလုပ်ခြင်းကဒီဒဏ်ရာတွေကိုမိခိုင်ပိုးတွေဝင်ပြီးတော့ပူဆိုးသွားစေနိုင်ပါတယ်ဒဏ်ရာကိုရေဆေးပြီးပြီဆိုတာနဲ့နှိစက်ရဆေးရုံမှာကာကွယ်ဆေးကိုတွားထုတ်တင်ပါတယ်။ကာကွယ်ဆေးတွေအနေနဲ့ကနံပါတ်1ကမိခိုင်ကာကွယ်ဆေးထိုးပေးလိရှိပါတယ်။နံပါတ်2ကတော့ခွေးဥပြန်ကာကွယ်ဆေးပေါ့နော်။ခွေးဥပြန်ကာကွယ်ဆေးကို4ချိန်ထိုးရတဲ့ကာကွယ်ဆေးသို့မဟုတ်5ချိန်ထိုးရတဲ့ကာကွယ်ဆေးတွေအနေနဲ့ပေါ့နော်။ရက်ချိန်တွေချိန်ပြီးတော့ထိုးပေးလိရှိပါတယ်။အဲဒီကာကွယ်ဆေးတွေကိုတွားထိုးတဲ့အခါမှာသူ့ရဲ့အချိန်တိုင်းအတိအကျတွားထိုးပေးဖို့လိုအပ်ပါတယ်။စောပြီးတော့ထိုးတာမျိုးနောက်ကျပြီးမှထိုးတာမျိုးတွေမလုပ်သင့်ပါဘူး။မိခိုင်ဆေးနဲ့ခွေးဥပြန်ကာကွယ်ဆေးအပြင်မှာခွေးဥပြန်အဆီဖြစ်စေ rabies immunoglobulin ကတချို့လူနာတွေမှာလိုနိုင်ပါတယ်။အချမ်းပြင်းအဖြစ်တော့ကိုယ့်ရဲ့အနာကရေပြားလဲပြဲသွားတဲ့ရေပြားကနေသွေးထွက်တာရှိရဲဆိုရင် rabies immunoglobulin အဆိပ်ဖြစ်စီကိုကိုက်ခံရတဲ့နေ့မှာတစ်ချိန်ထိုးပေးရုံနဲ့လုံလောက်ပါတယ်ဒီအဆိပ်ဖြစ်စီကိုတော့အနာရဲ့ပတ်ပတ်လည်မှာထိုးပေးလိရှိပါတယ်ကိုက်ခံရတဲ့ဒဏ်ရာကိုတော့နေ့စဉ်ဗီတာတင်းနဲ့အနာကိုစီထည့်ပေးရုံနဲ့လုံလောက်ပါတယ်ခွေးပြန်ကာကွယ်ဆေးကိုနောက်အကျဆုံးထိုးလို့ရမယ့်ရက်ရည်လို့သတ်မှတ်ချက်မရှိပါဘူး။ကိုက်ခံရရင်ချက်ချင်းခွေးပြန်ကာကွယ်ဆေးကိုထိုးနှံတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီခွေးပြန်လက္ခဏာတွေကတယောက်နဲ့တယောက်လက္ခဏာပေါ်လာမယ့်အချိန်ကမသိနိုင်တာမို့လို့ကိုက်ခံရခြင်းမှာကာကွယ်ဆေးထိုးခြင်းဟာ safe အဖြစ်ဆုံးဖြစ်ပါတယ်။